လက်ခုပ်ကုန်းကမ်းခြေရဲ့အလှကိုကျွန်တော်နည်းနည်းလေးရိုက်ပြမယ်ဗျနော်ဒီမှာဆိုလို့ရှိရင်မြတ်တော်ကြီးတွေတော်တော်လေးကိုဒီဘက်မှာပေါ့နော်ကမ်းခြေရဲ့ဒီဘက်ချမ်းလေးမှာပေါ့နော်မြတ်တော်ကြီးတွေအတော်လေးကိုပေါက်နေတယ်ဗျနော်ဟိုးဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေတက်လာရင်ရေကူးလို့ရတယ်ဒီမှာဆိုင်တွေအများကြီးနဲ့ပေါ့နော်စားသောက်ဆိုင်တွေရှိမယ်နောက်ပြီးကျွန်တော်တို့မြင်းတွေပါတယ်စီးပြီးတော့စော်လို့ရတယ်မြင်းစီးလို့ရတယ်နောက်ပြီးတစ်ခါကျွန်တော်တို့ဒီမှာဘောလုံးတွေကန်လို့ရတယ်နောက်ပြီးဒီမှာပေါ့နော်ဒီဘီယာဆိုင်တွေပါစားသောက်ဆိုင်တွေရှိတယ်ဆိုတော့လိုမျိုးတောက်စားလို့ရတာပေါ့နော်ဒီမှာကမ်းခြေလေးကတော့လှတယ်ဗျာနော်ချောင်းသားတို့ငွေဆောင်တို့လိုမျိုးကြီးကျယ်တော့မဟုတ်ဘူးမတော့ပေမဲ့ရန်ကုန်နဲ့နီးတယ်ဆိုတော့လူတွေကစီးတဲ့အခါလေးစီးတယ်ဗျအခုတော့လူသိမ့်မစီးဘူးပေါ့နော်ရာသီဥတုကလည်းသိမ့်မကောင်းတော့လေရာသီဥတုကဒီမှာမိုးတွေပါရွာနေတယ်ပေါ့နော်မိုးတွေကလေးရွာမကြည့်အောင်ကျွန်တော်တို့ကမိုးရွာပြီအခုဆိုလည်းရွာလာပြီရှုံးနေလေအတူကြုံနေဗျနော်ကျွန်တော်ဒီကမ်းခြေမှာမလက်ရှောင်းနေတာဆိုတော့အဲ့တော့ကျွန်တော်ဆက်ပြီးတော့ဒီ used to အဆက်လေးကိုကျွန်တော်ဆက်ပြီးပြောချင်တာပေါ့နော်အဲ့တော့ used to ဟာကျွန်တော်တို့ဒီအတိတ်ကအချိန်တစ်ခုခုမှကျွန်တော်တို့လောက်ခဲ့ပြီးတော့အခုဆက်ပြီးတော့မလောက်တော့တဲ့ဟာမျိုးပေါ့နော်အဲ့ဒီခါမှာကျွန်တော် used to ကိုတောင်းပြီးတော့ပြောလို့ရပါတယ်နောက်ပြီး used to ကိုကျွန်တော်တို့ used to ကအတိတ်ကာလမှာဖြစ်ခဲ့တာလောက်ခဲ့တာကြိုက်ခဲ့တာအဲ့လိုမျိုးဟာတွေကိုသုံးတာပေါ့အဲ့ဒါကြောင့်သူ့ကိုကျွန်တော်present tense အတွက်တော့သုံးလို့မရဘူးဗျာနော် used to မှာကျွန်တော်တို့ I used to use မှာ use ပေါ့နော်ဒီကိုဖြုတ်ပြီးတော့ I used to ဆိုပြီး present tense အတွက်အဲ့လိုမျိုးပြောလို့မရဘူး used to ကဒါအတိတ်ကာလအတွက်ကျွန်တော်တို့ဒါပေမဲ့ used to ကျွန်တော်တို့ negative တို့ question တို့အဲ့လိုပြီးတော့ပြောလို့ရပါတယ်ဥပမာဆိုပါတော့ I used to like chocolates so